စီးချိုယောဂပျောက်ကင်းနိုင်သလားမင်္ဂလာပါဒီနေ့တော့လူတော်များများမေးလေးရှိတဲ့မိကုန်းတစ်ခုကိုပြောပြမှာဖြစ်ပါတယ်စီးချိုယောဂပျောက်ကင်းနိုင်သလားအဖြေတူတူပြောရမယ်ဆိုလို့ရှိရင်အမျိုးအစားပုံမသိပါနဲ့ပထမဦးဆုံးအနေနဲ့ type 1 စီးချိုပါ type 1 စီးချိုယောဂဟာကိုယ်ခံအားစနစ်ကမိမိရဲ့ pancreas မှာ insulin ထုတ်လုပ်တဲ့ cell တွေကိုတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့ယောဂဖြစ်ပါတယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်က insulin ကိုလုံလုံလောက်လောက်မထုတ်နိုင်တော့လက်ရှိဆေးပညာအရာတော့ type 1 စီးချိုကိုအပြီးတိုင်အောင်ပျောက်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပါဘူးဒါပေမဲ့ insulin လည်းထိုးမယ်အစားအသောက်ကိုလည်းထိန်းမယ်လေ့ကျင့်ခန်းလည်းလုပ်မယ်တွေးကြိုကိုကောင်းကောင်းထိန်းနိုင်ပြီဆိုလို့ရှိရင်ကျန်းမာတဲ့ဘဝကိုအသက်ရှည်ရှည်နေထိုင်နိုင်ပါတယ်ဒုတိယတစ်ခုကတော့ type 2 စီးချိုမျိုးစားပါ type 2 စီးချိုကလူအများဆုံးဖြစ်တဲ့စီးချိုမျိုးစားပါဒီယောဂကခန္ဓာကိုယ်က insulin ကိုထုတ်နေသေးပေမဲ့ insulin ကောင်းကောင်းအသုံးမချနိုင်တော့တာဒါမှမဟုတ်insulin မလုံလောက်တော့တာကြောင့်တွေးကြိုတက်လာတာဖြစ်ပါတယ်ဒီနေရာမှာလူအများနားလည်မှုလွဲနေတဲ့စကားလုံးတစ်ခုရှိပါတယ်အဲ့ဒါကပျောက်တာနဲ့ remission ဆိုတဲ့အခြေအနေပါ remission ဆိုတာကဘာလဲ remission ဆိုတာကဆေးမတောက်ဘဲနဲ့တွေးကြိုကိုပုံမှန်တိုင်းထိန်းထားနိုင်တဲ့အခြေအနေကိုဆိုလိုတာပါဒါကယောဂလုံးဝမရှိတော့တာမဟုတ်ပါဘူးကိုလေးချိန်ပြန်တက်လာမယ်အစားအသောက်တွေမထိန်းနိုင်တော့ရင်လေ့ကျင့်ခန်းလည်းမလုပ်တော့ရင်တွေးကြိုပြန်တက်လာနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ remission ကိုထိန်းထားနိုင်တဲ့အခြေအနေလို့နားလည်ရင်ပုံမှန်ပါတယ်ဒါဆိုရင် remission ရနိုင်တဲ့လူတွေကဘယ်သူတွေဖြစ်မလဲလူတိုင်းမရနိုင်ပါဘူး remission ရဖို့ကအခွင့်အရေးပိုများတာကစီးချိုဖြစ်တာမကြသေးတဲ့လူကိုလေးချိန်ပိုနေတဲ့လူကိုလေးချိန်ကိုတီးတတာ short ချနိုင်တဲ့လူအစားအသောက်နဲ့လေ့ကျင့်ခန်းကိုစနစ်တကျလိုက်နာနိုင်တဲ့လူဆရာဝန်ရဲ့ကုသမှုကိုလည်းမှန်မှန်ကန်ကန်လိုက်နာတဲ့လူအဲ့လိုလူတွေမှာပို့ပြီးတော့မှတွေ့ရပါတယ်ဆေးတောက်နေပြီဆိုရင်ရောရက်လို့ရလားမရပါဘူးတချို့လူနာတွေကတွေးကြိုကောင်းလာတာနဲ့ဆေးကိုကိုပါလာကိုရက်လိုက်ကြပါတယ်ဒါအန်ဒီရရှိပါတယ်ဆေးလျှော့မလားရက်မလားဆိုတာကိုဆရာဝန်ကတွေးကြိုရလက် HbA1c ကိုလေးချိန်နဲ့အခြားကျန်းမာရေးအခြေအနေတွေကိုကြည့်ပြီးတော့မှဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဒီဆေးတောက်ရင်ကိုပျောက်တယ်ဆိုတာကိုယုံသင့်လားလက်ရှိချိန်ထိစီးကြိုကိုလုံးဝပျောက်ကင်းစေတဲ့ဆေးအစားအသောက်တိုင်းရင်းဆေးဘက်ဝင်အပင်ဖြော်ရည်တဘာဝကုလုံးတစ်မျိုးမှသိပ္ပံနည်းကျသက်သေပြထားတာမရှိသေးပါဘူးတလနဲ့ပျောက်မယ်ဆေးမလိုတော့ဘူးအင်ဆူလင်မလိုတော့ဘူးဆိုတဲ့ကြောညာတွေကိုတတိထားဖို့လိုပါတယ်စီးကြိုဓမ္မတွေရဲ့အရေးကြီးဆုံး target ကစီးကြိုပျောက်ဖို့မဟုတ်ပါဘူးစီးကြိုကိုကောင်းကောင်းထိန်းထားနိုင်ဖို့ဖြစ်ပါတယ်တွေးကြိုကိုကောင်းကောင်းထိန်းထားနိုင်ရင်မျက်စိကိုကာကွယ်နိုင်မယ်ကြောက်ကက်ကိုလည်းကာကွယ်နိုင်မယ်အာယုံရောပျက်စီးမှုကိုလည်းရှော့ချနိုင်ပါတယ်နှလုံးယောဂါနဲ့လေဖြတ်နိုင်ကြိုလည်းရှော့ချနိုင်ပါတယ်တာမန်လူတွေလိုလည်းအလုပ်လုပ်နိုင်ပါတယ်တက်ရှည်ပြီးတော့မှအရေးတွေးကောင်းတဲ့ quality of life ကိုလည်းနေထိုင်နိုင်ပါတယ်ဒါကြောင့်မလို့ type 1 စီးချိုကိုလက်ရှိအချိန်မှာပျောက်ကင်းအောင်ကုသနိုင်နေပါဘူး type 2 စီးချိုမှာတော့လူနာအချို့က remission ဆိုတဲ့ဆေးမလိုပဲတွေးကြိုထိန်းနိုင်တဲ့အခြေအနေကိုရောက်နိုင်ပေမဲ့ယောဂလုံးဝပျောက်သွားတာတော့မဟုတ်ပါဘူးအရေးကြီးဆုံးကတော့ဆေးကိုမှန်မှန်တောက်ပါအစားအသောက်ကို view site ပါလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပါဆရာဝန်နဲ့ပုံမှန်ပြသပြီးတော့မှတွေးကြိုကိုရေရှည်ထိန်းထားနိုင်ဖို့ကြိုးစားပေးပါကျမရဲ့ဗုဒ္ဓတာတွေကိုဆက်လက်ရရှိဖို့ကျွန်တော်ဒီ page ကို follow လုပ်ထားပေးလို့လည်းဖိတ်ခေါ်ပါတယ်အားလုံးကျန်းမာကြပါစေကျွန်တော်ကတော့ယောဂါတွေကိုကာကွယ်ဖို့အမြဲပြောနေမယ်ဒေါက်တာနေထအောင်ပဲဖြစ်ပါတယ်